တင်းပေးတယောက်ကြောင့်ဘန်တို့နေရာတစ်ခုစီကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီမှာ Forever Nights တွေမှော်ဟိုလုံးနေတာတွေ့လိုက်ရပြီးတော့ဘန်က Chroma Stone ပုံစံနဲ့ဝင်ပြင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ဟိုကောင်တွေကတစ်ချက်တောင်မလုပ်ပဲဘန်တို့ပြောနေတာကိုလည်းကြားမဲ့ပုံမပေါ်ပါဘူး။တေချာကြည့်လိုက်တော့မှသူတို့တွေ့နေရတာတွေကအစ်စ်မဟုတ်ပဲ hologram ပုံရိပ်တွေဖြစ်နေကြောင်းတွေ့လိုက်ရပြီးတော့သူတို့မြားကိုခံလိုက်ရမှန်းကိုသိလိုက်ရဘန်တို့ကိုမြားခေါ်လိုက်တဲ့လူကတော့ Magister Gale လို့ခေါ်တဲ့ Plasma ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီလူကဘန်တို့ကို Plasma အယောင်ဆောင်မှုနဲ့လာရောက်ဖမ်းတာဖြစ်ပြီးတော့ Plasma ဖွဲ့စည်းဆိုတာငကန်ဝေးတဲ့တစ်ခုလုံးကဂျိုရီကုံတိမှတ်ပြရတဲ့ဖွဲ့စည်းတစ်ခုဖြစ်တာကြောင့်ပလန်မာအယောင်ဆောင်တာကကြီးလေးတဲ့ဖြစ်မှုဖြစ်ပါတယ်။မကျင်တဲ့ကယ်ဗင်ကအဲ့ဒီလူကိုထတေးပါတယ်။ဒါပေမဲ့အဲ့ဒီလူကလည်းအချင်းမဟုတ်တာကြောင့်ကယ်ဗင်ပဲခံလိုက်ရပါတယ်။နောက်ချက်မှာတော့ပြန်စော်လိုက်နိုင်ပေမဲ့ပလန်မာရောင်ကြီးတနက်နဲ့ပြန်ပစ်လိုက်တာကယ်ဗင်မဲ့စားထိုးကြီးဖြစ်သွားပါတယ်။အလီယန်ပြောင်းမှုစူးစမ်းနေတဲ့ဘန်ကိုလည်းပစ်လိုက်ပေမဲ့ဂွမ်ကပဲတားပြီးလိုက်ပြီးဗန်ကခုပုံစံပြောင်းလိုက်ပြီးတော့အဲ့ဒီလူကိုတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့ဂူရဲ့ခန္ဓာကိုယ်နဲ့အဲ့ဒီလူကိုချုပ်ထားနိုင်လိုက်ပါတယ်။နောက်တစ်ခါမှာတော့သူတို့အထင်လွဲနေတဲ့ကိစ္စတွေကိုဆွေးနွေးဖို့လုပ်ရပါတော့တယ်။အဲ့လူကဘန်တို့ဖွဲ့ပလန်မာအယောင်ဆောင်နေကြောင်းတိုင်ကြားစာတွေရတာကြောင့်လာရောက်ဖမ်းဆီးတာဖြစ်ပြီးတော့ဘန်တို့ကလည်းသူတို့ကကဘာဂျိုကိုဂျူသားတွေလာရောက်တိုက်ခိုက်တာကြောင့်ကာကွယ်နေရတာဖြစ်ကြောင်းပြန်လည်ချေပပါတယ်။ကဘာဂျိုဘောကပလန်မာဖွဲ့စည်းကိုလွန်ခဲ့တဲ့9နှစ်ဗေးကတ်မရှိတော့တဲ့နောက်ပိုင်းကလေးကအန်နီရီမရှိတာကြောင့်ဖျက်သိမ်းလိုက်တာဖြစ်ကြောင်းပြောပါတယ်။ဘန်ကလည်းဗေးကတ်ကိုနှိမ်နှင်းပေးခဲ့တာဖြစ်ပြီးတော့မတ်တန်နေစင်ရဲ့မြေဖြစ်ကြောင်းနဲ့အဲ့လူမတိုင်ခင်အရင်က Magister Leverage လို့ခေါ်တဲ့ပလန်မာအဖွဲ့ဝင်နဲ့တွေ့ခဲ့ဘူးကြောင်းလည်းပြောလိုက်ပါတယ်။အဲ့လူကမတ်တန်နေစင်ကိုသိပေမဲ့သူတို့လုံနေတာကအပြစ်ဟာအပြစ်ဖြစ်တာကြောင့်အေးအေးယုံမှဖြစ်ကြောင်းပြောပါတယ်။ထို့တစ်ဖြင့်ရာဇဝတ်မှုမှတ်တမ်းရှိခဲ့မှုတဲ့ကယ်ဗင်ကိုဥတည်နေပြီးတော့ကယ်ဗင်ကလည်းသူ့ဖေချောင်းကိုပြန်ပြောဖို့လုပ်ပေမဲ့အနှဲငယ်တွတ်ဆုတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ကယ်ဗင်ရဲ့စိတ်ကိုပါတင်သွားခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီလူရဲ့ပြောကြားချက်အရ Magister ဆိုတာအဆင့်တစ်ခုဖြစ်ပြီးနာမည်မဟုတ်ကြောင်းနဲ့သူကလည်း Magister ဆင့်ရှိတဲ့ပလန်မာဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်းပြောပါတယ်။ဘန်ကိုတော့ Omnitrix ရှိတာကြောင့်အခွင့်အရေးရှိပေမဲ့ကိစ္စသေးလေးတွေမှာဝင်ပါဖို့နဲ့ကဘာဂျိုအတွက်အခြားအဖွဲ့ဝင်တွေနောက်တလအတွင်းခံထားပြီးမှဖြစ်ကြောင်းကိုပြောပြီးပြောသွားခဲ့ပါတယ်။ပလန်မာသိန်းခံလိုက်ရတဲ့ကယ်ဗင်ကမကြေမနက်ဖြစ်နေပြီးတော့ဘန်ကတော့ Mr. Smoothie ရဲ့အချိုလေးတောင်းရင်းနဲ့ဂီယူမဆိုင်ပဲသူတို့လုပ်နေတဲ့အလုပ်ကိုဆက်လုပ်မယ်ဖြစ်ကြောင်းပြောပါတယ်။ကယ်ဗင်ကပလန်မာသိန်းခံလာကြောင်းပြောပေမဲ့အရင်မာတဲ့စိတ်ကိုဂီယူဆိုင်ရမလို့ကြောင်းပြောလိုက်မိတာကယ်ဗင်ကလည်းထပြီးပောက်ခဲ့ပါတော့တယ်။တကယ်ကကယ်ဗင်ဟာသူ့အဖေကိုမမြင်ဘူးခဲ့ပေမဲ့သူ့အမေပြောပြဘူးတာကြောင့်ငယ်ငယ်လေးကသူ့အဖေလိုပလန်မာတယောက်ဖြစ်ချင်နေခဲ့တာပါ။ DN Alien ရဲ့ scan တစ်ခုမှာတော့မျက်နှာဖုံးတက်ထားတဲ့လူတယောက်ကဝင်ရောက်လာပြီးတော့DN Alien တွေကိုတိုက်ခိုက်ကသူတို့ရဲ့ sign တွေကိုစုပ်နေပါတယ်။ DN Alien တွေကိုတယောက်တည်းတိုက်ခိုက်လာပြီး Hybrid ဒိုသားကောင်ရှိတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။ Hybrid ကောင်ကတစ်ချက်ရိုက်လိုက်တာနောက်ကိုလွတ်ထက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ sign နဲ့ပဲပြန်ပြီးအနိုင်လိုက်နေပါတယ်။ Gwen ကတော့စိတ်တုန်နေတဲ့ကယ်ဗင်ကိုတိုက်ပွဲတွေမှာတုံးဖို့မတန်မျိုးစုံပါတဲ့အိတ်လေးတစ်ခုကိုလာပေးပြီးတော့နှက်သိမ့်ရေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပမာလောက်နဲ့တကိုယ်လုံးမတက်ပြောင်းလို့မရကြောင်းပြောပြီးအချင်းချင်းစကားတွေပြောနေကြီးနှစ်ယောက်သားနမ်းမိမလို့ဖြစ်မဲ့အချိန်မှာ Hybrid ကောင်ကလာရောက်တောင်းညံပါတယ်။ကယ်ဗင်ကပြန်တိုက်ခိုက်ပြီးမဲ့ Hybrid ကောင်ရဲ့ခွန်အားကိုမရှင်းနိုင်ဖြစ်နေပြီးတော့ Gwen ကလည်းသူ့ရဲ့အစွမ်းနဲ့ချုပ်လိုက်ပြီးမဲ့ခွန်အားကြီးတဲ့ Hybrid ကောင်ကိုမချုပ်နိုင်ဖြစ်နေပြီးတော့ပြန်ထိုးခံလိုက်တဲ့အချိန်မှာကယ်ဗင်ကဝင်ခါပြီးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘန်ကရောက်လာပြီး Human Castle ပုံစံနဲ့ပြန်တီးပါတော့တယ်။ဘန်နဲ့တွေ့မှလည်းအဲ့ဒီကောင်လည်း share ဆော်ခံနေရပါတော့တယ်။ဒါပေမဲ့ Magister Gale ရောက်လည်းပြန်ရောက်လာပြီးတော့ဘန်တို့ကိုပြန်လာရှာနေတဲ့ထင်ပြီးပြောပါတော့တယ်။ Hybrid ကောင်ကလည်းပန်းတို့သွင်းနေပြီးတော့သူဘာမှလုပ်တာမဟုတ်ကြောင်းနဲ့စွတ်တွေလုံနေပါတော့တယ်။တကယ်ကမျက်နှာဖုံးတဲ့လူကသူ့ကိုစိတ်ခိုင်းလိုက်တာဖြစ်ပြီးတော့အခုလည်းဘန်တို့ကိုတိုက်ခိုက်ဖို့ရောက်လာပါတော့တယ်။ဘန်တို့အားလုံးစွမ်းတွေကိုသူ့ရဲ့စွမ်းနဲ့စုပ်နေပြီးဘန်ကတော့သူ့ရဲ့ magic ရှိကြောင်းလွတ်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီမျက်နှာဖုံးတဲ့လူကဘန်တို့အရင်ကရင်ဆိုင်ကူးရတဲ့ Michael Morningstar ဖြစ်ပြီးတော့ဘန်တို့နဲ့ရင်ဆိုင်ပြီးတဲ့နောက်ပိုင်းမှာ Duster အဖြစ်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။အခုလည်းဘန်တို့ကိုလက်စချေကိုရောက်လာခဲ့တာပါ။အဖမ်းခံရတဲ့ဘန်တို့ကိုအစွမ်းတွေကိုစုပ်နေတဲ့အချိန်ဂွမ်ရောက်လာခဲ့ပါတယ်။ပထမတော့သူတယောက်တည်းလာရောက်ရင်ဆိုင်နေထင်နေပေမဲ့ DN Alien တွေကိုခေါ်လာခဲ့တာပါ။သူတို့ကလည်းသူတို့ boss ကိုဖမ်းသွားခဲ့တဲ့ကောင်ကိုမကျေနပ်ဖြစ်နေပြီးတော့ပြင်းဖို့တော့ရောက်လာခဲ့တာပါ။ဘန်ကလည်းအဖမ်းခံရတဲ့ဘန်တို့ကိုလွတ်အောင်လုပ်ပေးလိုက်ပါတယ်။လွတ်လာတဲ့ဘန်တို့ကလည်း Duster ကိုပူးပေါင်းတိုက်ပါတော့တယ်။ဘန်ကလည်းရင်ကားတဲ့ဂျိုသားတွေကိုကြမ်းကြမ်းကျင်ကျင်တုံးလာနေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ Duster ကိုအနိုင်လိုက်နိုင်ပြီးတော့ Magister Gale ကလည်းဘန်တို့ရဲ့လုပ်ရက်တွေကိုကြည့်ပြီးတော့ဘန်တို့ကိုပလန်မာဖွဲ့ဝင်ဖြစ်ကဘာဂျိုအတွက်တရားဝင်ခန့်ထားလိုက်ပါတော့တယ်